ကျွန်တော်တို့ဒီတစ်ပတ်မှာကန်သွားတဲ့ပွဲရဲ့ဒါအထူးခြားဖြစ်စဉ်လေးတွေပွဲပေါ်သုံးသက်ချက်လေးတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းလေးတွေကိုတင်ဆက်ပေးမှာဖြစ်တယ်ပေါ့နော်ဟုတ်ဆိုတော့အကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ဆိုတော့ကျွန်တော်တို့ဒီထုံးစံတိုင်းပေါ့နော်ထုံးစံတိုင်းဆိုတာကထုံးစံတိုင်းဆိုတာကလီဗာပူးကဒါ3ဘက်ဆက်ရှုံးသွားပြီပေါ့နော်ဆိုတော့စုံစံတိုင်းလို့ပဲဒါ3ရမလို့ဖြစ်နေပြီပေါ့နော်ဆိုတော့ပထမဦးဆုံးဒီ2-3နဲ့2-1နဲ့ရှုံးသွားတဲ့ပွဲပေါ့နော်ချက်စီနဲ့ဒီလီဗာပူး2-1ပွဲအပေါ်မှာအခုဘယ်လိုမျိုးလေးခံစားရလဲအခုပွဲကြိုမှာလည်းပြောတဲ့အတိုင်းပေါ့နော်အန်ဆိုမာရက်စကာကိုနည်းနည်းလေးဘယ်လိုပြောမလဲသူ့ရဲ့ပွဲကြိုပြင်ဆင်မှုတွေကိုနည်းနည်းလေးစိုးရိမ်မိတယ်သူလည်းကိုပြောခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးခံစားရလဲပေါ့နော်ဒီတစ်ချက်လောက်အရင်ဆုံးပြောပြပါဦးဟုတ်ကဲ့အန်ဆိုမာရက်စ်ကတော့ဒီပွဲမှာသူကတော့တော်တော်လေးပြင်ဆင်လာတယ်အတိတ်တယ်ပြသူမှကစားသမားတွေနားနေတဲ့ဟာရမှာပဲရှိတဲ့ကစားသမားတွေနဲ့သူအပေါင်းဆုံးလှုပ်လာခဲ့တယ်ပေါ့တစ်ဖက်မှာကျတော့ကျွန်တော်တို့ရဲ့နီးပြစလော့ကတော့ဘရက်ထီကိုပုံစံမကြားသေးတဲ့ကစားကွက်နဲ့ပွဲထွက်လာတယ်နောက်ပြီးတော့သူ့ရဲ့ကစားသမားတွေကလည်းတယောက်မှပုံမှန်ခြေစမ်းမရတဲ့အပြင်ကိုသူသုံးနေတဲ့ system ကလည်းအဆင်မပြေတော့ဒီအန်တိုမာရက်ကစလော့ပေါ်မှာတိတိတာပေါ့ဒါတိယူရတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့တဲ့ဥစ္စာတော့ဘာမှtrade route သွားပြီးတော့ငါတို့တင်းကိုဘက်ကကန်ကောင်းလို့နိုင်သွားတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲねဟိုဘက်ကတခြားပြင်ဆင်လာပြီးတော့ကိုယ့်ဘက်ကဘာမှမလုပ်ပြနိုင်မင်းနဲ့ကန်ဆိုးလို့ရုံတော့မဟုတ်ပဲねထဲတဲ့နိုင်အောင်ရှုံးသွားလို့ကျွန်တော်ကတော့မြင်တယ်ဒီပွဲတယ်လေဒါတော့ရေဘူးအမြင်ပေါ့ကျန်တာကတော့ကျွန်တော်တို့နောက်မှတစ်ပြည့်ဆက်ပြောမယ်ပေါ့ကျွန်တော်ဘောမကြတဲ့အချက်တစ်ခုကတော့စလော့ကဘာလို့ဒီမနစ်ကဆိုပြမနစ်ကလည်းကျွန်တော်တို့PSG ကိုရှုံးနေပွဲဖတ်မိမလားမသိဘူးပေါ့PSG ကိုဒုတိယကြောမှာရှုံးတာလေ0-1နဲ့ရှုံးနေပွဲ0-1နဲ့ရှုံးနေအဲ့ပွဲမှာဆိုလေစလော့ကဘေးကအမြင်တွေကိုအရင်နားထောင်လိုက်တယ်အဲ့ပွဲမှာတော့လေအဲ့တုန်းကလည်းလို့ပဲပထမကြောတော့ကသူကစားနေတဲ့ပုံစံကိုဖျက်ပြီးတော့ဒုတိယကြောမှာသူအရင်ရေးလိုမျိုး president လို့အတင်းနေ energy မြင့်ပြီးတော့ကစားတော့ဒုတိယပိုင်းမှာအရင်ကျသွားတော့အချင်းကိုယ်ပိုင်းမှာမကန်နိုင်တော့အဲ့လိုမျိုးအမားကြီးလုပ်ခဲ့ဘူးလေပေါ့ခုနှစ်မှာဆိုလေသူကဘေးကပြောတဲ့အတန်တွေပေါ့ခုနပန်းနစ်တွေပြောတာတွေပဲဖြစ်ပရိသတ်တွေပြောတဲ့အမြင်တွေကိုဖြစ်သူအရင်နားထောင်ပြီးတော့သူလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ထားတဲ့ဘေးအမြင်တွေကိုလိုက်လုပ်နေတာများတယ်လို့ကျွန်တော်ယူဆတယ်အဲ့လိုမျိုးအမြင်တွေပေါ့ကျွန်တော်ကတော့ပြောစတယ်ဟုတ်အဲ့ဒါကြောင့်သူအမားတွေတုံးမိနေလို့ကျွန်တော်ထင်တယ်ဟုတ်ဆိုတော့ဒီပေါ့နော်ကိုပြောတဲ့အတိုင်းပဲဒါပြောရမယ်သူကဒါ bandage တွေရောဒါဒီပရိသတ်တွေရဲ့ဒီဝေဖန်တန်တွေပေါ့နော်ဝေဖန်တန်ဒီအတန်တွေကိုလိုက်ပြီးတော့ဒါကစားနေရဆိုတာသိတာတယ်ကိုပြောသလိုပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဒီနောက်ဆုံး3ပွဲကိုကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲလိုင်းတက်ကလုံးဝမတည်ငြိမ်တာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီသူထားကစားခြင်းနဲ့ကစားကွက်တစ်မျိုးအခုနောက်ဆုံးဆော့သွားတဲ့ပွဲချက်စီနဲ့ပွဲဆိုရင်ဒါကကျွန်တော်ဒီအင်္ဂလန်ကပေါ့နော်အင်္ဂလန်ကဒီသူတို့ bandage တွေပြောတဲ့အတိုင်းကိုတပုံစံနဲ့ဒါဆော့သွားတယ်လို့ပြောလို့ရတယ်မနစ်ကဒီ Quinlan Try ကိုပဲသုံးတယ်မနစ်ကအတိုင်းပဲလုံးဝကိုဒီ Carcass နဲ့ဒီဟုတ်တယ်ဟို Isat ပဲဒါကပါလာတယ်သူဆော့တဲ့ဒီ present တွေဟိုဘယ်လိုပြောမလဲဘေးတက်တွေကအစားမနစ်ကအတိုင်းပဲ44နဲ့ပဲတည်သွားတယ်ပေါ့နော်ဆိုတော့ဒီပေါ့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီ line net တွေပေါ့နော် line net တွေAzomaros ကတကွက်တော့ပြသွားတယ်နော် Gusto ဘယ်လိုသုံးသွားလဲဆိုတာနော်တကွက်တော့ပြသွားတယ်ဆိုတော့ဒီဟို line net လေးနဲ့ဒီဘယ်လိုပြောမလဲဟိုက live နေမှာသုံးမယ်နဲ့ Jane ကို live သုံးပြီးတော့ Gusto အလဲမှာတက်သုံးသွားတယ်အဲ့လိုလုပ်သွားတယ်ဆိုတော့ဒီ line net လေးနဲ့သူတို့ရဲ့ strategy အကြောင်းလေးပေါ့နော်အကြမ်းမြင်လေးတစ်ချက်လောက်ဆွေးနွေးပေးပါအောင်ခင်ဗျခုနကပြောသလိုပေါ့စလော့ကဒီအန်ဒီတွေပြောတဲ့အတိုင်းကိုရန်နားထောင်လိုက်တော့သူမိနစ်တုံးက44ပုံစံမျိုးနဲ့သူ present တွေပါလုပ်တယ်ပေါ့မိနစ်တုံးက44 present ပါဒီပထမကြောင့်အဲ့ဂျက်ဆန်ကိုသွင်းသွားအဲ့ကန်စီတိုကနေပြေးပြီးဂျက်ဆန်ကိုသွင်းပါအခုနှစ်လို့လုံးဝအသားမကျသေးတဲ့အချိန်ပေါ့ခုန present time တွေလည်းရောနေတဲ့အချိန်မှာကျတော့တော်တော်လေးလွယ်တယ်ဗျာပထမကိုဆိုလို့ရှိရင်လုံးဝ fusion နဲ့အဲ့တမန် combination လေးနဲ့လုပ်ပြီးတော့အသားရလေးပဲလုပ်ပြီးတော့ကန်စီတိုကလွတ်တွတ်ကိုရသွားတာအဲ့လောက်လွယ်တယ်ဆိုတော့ကျွန်တော်ကလွယ်လိုက်လားဒီကောင်တော်တော်ညံ့တာအဲ့လိုမျိုးတော့မှပဲထင်းသွားလောက်အောင်ထီကိုအဲ့ present ကတော်တော်ဆိုးတာဗျာလွယ်လေးချက်တီးလောက်ရတယ်လူသူတို့ရဲ့လူကိုကွဲထားတဲ့လူကိုသူတို့ကပေးရင်တော့
နောက်ထပ်လူတယောက်ဝင်ပြီးတော့အဲ့တမန်တယောက်ကိုရှာပြီးအဲ့တမန်นี่ပြန်ပေးသွားပြီးတော့လွတ်ကျွတ်ပဲလွတ်သွားတာတော်တော်လွယ်တယ်ဗျာအဲ့ဒီခါကမိနစ်တော့လည်းမာလက်စကလုတ်တယ်အရာမိနစ်တော့ကျတော့လေကိုတော့ရသွားတယ်ဒါမိနစ်တော့ဒီဘာဘူးကအရင်ကောင်းတဲ့ချိန်ဆိုတော့သူတိတ်လို့လို့မရဘူးခုနေ့ကျတော့လေဘာဘူးကပုံကန်းမှန်တဲ့အချိန်นี่ခုနဟို present ရတဲ့အစီအမပြေမကာတို့စကားသမားမျိုးတွေအခြေကြနေတဲ့အချိန်မှာသူအရင်တိတာလေဘာမှမလုံးနိုင်ဒီလုတ်ွက်ကြီးကိုဘလို့မှအစီအမပြေမလုံးနိုင်ဘူးနောက်ပြီးတော့အဲ့မာစကာကကျွန်တော်ကအဲ့မိနစ်60ကျော်လောက်မှကျွန်တော်ယူဆလိုက်တာတော့ဟိုချက်တီးကကိုမရတော့လို့ကျွန်တော်ယူဆလိုက်တယ်ဒါပေမဲ့မာစကာထပ်ပြီးတော့နောက်တစ်ခွက်ထပ်ပြသွားတာသူတို့ရဲ့အဲ့တိုက်စစ်တွေကစားသမားတွေအကုန်လုံးကိုလဲပြီးတော့ present ထပ်ပြီးတော့သူတို့ကထက်ကစားတယ်ပေါ့ဒါကလည်းဘာလို့ဘလို့မှအဲ့တိုက်ရအောင်သူတို့လူငယ်တောင်ပန်ကစားသမားတွေလိုက်ရအောင်သူတို့ဘလို့မှမကြော်နိုင်တော့ကြောသွားလို့ရှိလို့ရှိရင်လည်းဒီဘာကူရဲ့တိုက်စစ်ကဘလို့မှပတ်တန်မရှိဘူးဗျာသူကစားတဲ့ပုံစံဘလို့ကစားမယ်ဆိုတော့ပတ်တန်မရှိဘူးဟို gas ပိုကြီးရောက်လို့ရှိရင်ကကိုကကိုပါလက်တက်လာတဲ့ Robertson ကိုပေးမှလားဒါမှမဟုတ်လို့ရှိရင်သူအထက်ကိုဆော့ရမှာလားအဲ့ဒါဟိုမှာရေရတိကျမရှိတော့ဘောလုံးတွေကပြတ်တယ်ပြတ်တော့ transition တွေနဲ့ပြန်ပြီးတော့တိုက်ခံရတယ်နောက်ပိုင်းကျတော့ဟိုချက်တီးကမှစနစ်ကြတယ်ဗျာကစားတာလူငယ်တွေနဲ့မှစနစ်ကြတယ်နောက်ပြီးတော့ချက်တီးရဲ့အဲ့ဒီဟိုတောင်မန်ကြီးကတစ်ချိန်လုံးများလေဘာလို့ပေးကြတယ်ဟိုဘောလုံးပေးနိုင်တယ်ကျွန်တော်ထင်တယ်နေက6ချိန်တော့မကောက်ဘူးတောက်လျှောက်ပေးဟုတ်တယ်ဟိုကိုမရခင်နေကတောက်လျှောက်ကိုအဲ့လိုလုံနေတယ်ဘာလို့ဟိုကန်ဒီတဲ့ဖြတ်ထုတ်နိုင်လို့လားပဲတက်တာတာပေါ့ဖြတ်မထုတ်နိုင်တဲ့အချိန်ကြာတခါတိုင်းပြီးတော့ကိုပေးလိုက်ရတာပဲပေါ့ဟုတ်တယ်ဘာလို့အနေနဲ့ဟိုနီးပြအပိုင်းမှလည်းချက်စီကိုမရှင်းနိုင်လို့ကစားသမားတွေရဲ့နိုင်လို့စိတ်ကလည်းတော်တော်လေးလျော့တယ်ဗျအဲ့နောက်ဆုံးနိုင်ကိုပေးတဲ့လုံးမှာဆိုလို့ရှိရင်အဲ့လိုဆိုတဲ့မှာတော်တော်လေးစိတ်ပြတ်ဖို့ပေါင်းတယ် Robertson ဆိုလို့ရှိရင်လည်းသူ့အနေနဲ့အဲ့ဒီလုံးမှာဆိုလို့ရှိရင်သူ့နောက်ကကစားသမားကိုသူရှိတယ်လို့တော့မထင်ဘူးလားမသိပါဘူးဗျာကျွန်တော်ပြန်ထိုက်ပြန်ကြည့်လိုက်လို့လေတိတိုင်ပဲသူအဲ့ဒီကစားသမားလွတ်ပေးလိုက်တဲ့အားကြီးကလေတော်တော်ဆိုးတယ်ဟုတ်ကဲ့ကိုဟုတ်ဆိုတော့ဟိုကိုပြောတဲ့အတိုင်းပဲပထမကိုချက်စီရသွားကိုဆိုလေခုနပြောအခုပြောသလိုတအားလွယ်တော့အကြီးရယ်ဒီဂူစတိုကနေပြီးတော့ပေးလိုက်တဲ့ဒီဘယ်လိုပြောရမလဲဒီ guysဆိုsorry guys zero စီပေးလိုက်တဲ့ဒီဘောလုံးက normal pass လေးပဲတာမန် pass လေးပဲဒီ guys zero ကလည်းကောင်းသွားလည်းပါတယ်နည်းနည်းလေးနောက်လေးနည်းနည်းလေးစုပ်ပြီးတော့အရှိကိုတစ်ခါရဲဆွဲတက်ပြီးတော့ဒါဆွဲပြေးသွားတာအမကလည်းတော်တော်ပေါ့နော်သူ fitness ကလည်းနည်းနည်းလေးအရင်လိုမဟုတ်ဘူးပေါ့နော်လုံးဝပြန်လိုက်လို့မမိဘူးဒါပေမဲ့တခုပြောချင်တာကပေါ့နော်သူကန်သွားရဲ့အနေထားမှာကျွန်တော်တို့ဒီပေါ့နော်ဒီ Sky Zero ဒါလွတ်ကျွတ်ကြီးကန်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီသူမကန်ခင်မှာအချိန်ရလည်းအများကြီးရတယ်ဒီဗန်တိုင်းနဲ့ကိုနာတေးကလည်းသူတို့ရှင်ပြီးတော့အနောက်ကိုသူက follow လေးလိုက်နေတာပေါ့နော်အဲ့ချိန်မှာတယောက်မှဝင်ပြီးတော့တားမဲ့သူမရှိဘူးဒီတိုင်းလွတ်ကျွတ်ကန်သွားတာဆိုတော့ကန်ချက်ကလည်းတော်တော်ကောင်းတယ်ဒီမမ dash play မဟုတ်ဘူးပေါ့နော်ဒီ Allison ဆိုရင်တော့မှဒါကာကွယ်နိုင်မှု chance ကနည်းတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အခုခုနပြောတဲ့အတိုင်းပဲဒီဒုတိယပိုင်းမှာဆိုလဲလုံးဝကိုဒီပြိုင်ဘက်ကဒီကို area box တွေကိုလုံးဝကိုဒီ crossing နေလာတယ်ဆွဲပြေးပြီးတော့ဒါဝင်အဓိကတော့အခွင့်အရေးဖန်တီးဖို့အများနဲ့စူးစမ်းနေတာသူတို့ guidance ကန်တဲ့အလုံးနေပြီးနောက်တစ်ခုကဒီဘယ်လိုပြောရမလဲဒီ Enzo Fernandez extra one ကန်တဲ့လုံးနေextra one ကန်တဲ့လုံး Enzo Fernandez ရဲ့ဒီခေါင်းထိုက်တဲ့လုံးတွေတိုင်ထိထွက်သွားမျိုးခေါင်းထိုက်တဲ့လုံးဟုတ်တယ်ရှိအဲ့ဒါတွေဒါဝင်သွားမယ်ဆိုရင်ကျွန်တော်တို့ဒါပို့ပြီးတော့ရုပ်ပြစုမြင့်နဲ့ဒါရှုံးသွားနိုင်တယ်ပေါ့နော်ရုပ်ပြစုမြင့်ရှုံးသွားနိုင်တယ်ပြီးတော့ဒီပြပါပိုင်းရတယ်ကိုပြောသလိုပဲဒီ Enzo ကဒီ Gusto တကွက်ပြသွားတယ် Gusto နဲ့တကွက်ပြသွားတယ်ပေါ့နော်ဒီ Gusto ကတပွင်းလုံးကိုဝင်ဆော့သွားတယ်လို့ပြောလို့ရတယ်ဒီသူက DNA တော်လေးလည်းကောင်းတယ် Gusto ကစား Alien နေအောင်အကုန်လုံးဝင်ဆော့ပြီးတော့ဒါကစားသွားတယ်ပေါ့နော်ဆိုတော့အကိုဘယ်လိုပြောရမလဲဒီပွဲရဲ့အဓိက movement တွေပေါ့နော်ဒီ key movement လေးတွေကဘာလေးအများဖြစ်မလဲဗျကျွန်တော်ထင်ရတော့ကွာခုနကျွန်တော်ပြောနေကြလို့ကွာမိနစ်60လောက်ကွာကျွန်တော်နိုင်မယ်ထင်တာကကျွန်တော်တို့ကဘောလုံးချက်တီ area ဘောက်တဲ့ကိုဘောလုံးရလို့ရှိလို့ရောက်လို့ရှိရင်ကျွန်တော်တို့ပိုးသွင်းနိုင်မှသိကြတယ်ဘာလို့လဲဆိုချက်တီမှာကသူတို့ဘူခန်းစစ်ကစားသမားစစ်မရှိတော့ဘူးဗျာပထမကိုကျွန်တော်ခြေပါဖို့ရပါတယ်လုံးဝလည်း reach နေရာမှာတခြားဟိုလိုဘာရီယာရှိလို့ကစားသမားမျိုးဆိုရင်တော့မှ asset အဲ့လိုမျိုးချလို့မလွယ်တော့ဘူးဗျာဘာလို့လဲဆိုတော့လေဘူခန်းစစ်သမားတွေကဟိုသူတို့ကကြမ်းမဲ့တိုက်စစ်မှုအလုပ်အခွင့်အရေးမျိုးမပေးဘူးအတင်းလိုက်လုံးပါဗျာဟိုဒီလို right back တို့ဘာလို့ကစားတဲ့ကစားသမားတွေကြတော့သူတို့ကကြဟိုဘောလုံးကိုဖြတ်မှုတယ်သူကလူဟိုကစားသမားသူ့ကြောမပြအောင်ထိန်းတယ်သူတို့မှအဲ့လိုဟိုရှိပြီးသားဆိုတော့သူတို့ကအတင်းလိုက်မဖြတ်ဘူးမဖြတ်တော့အဲ့ကြောင့်ခွင့်ရရပါတယ်အဲ့တော့ကျွန်တော်စဉ်းစားလိုက်တာငါတို့
ဘက်ကလာဘလုံးတွေကို area တွေကိုရအောင်ပို့နိုင်လို့ရှိရင်အဲ့တော့အခွင့်အရေးရလောက်တယ်ဆိုဒါပေမဲ့တစ်ချိန်မှ area တွေကိုရအောင်မပို့လိုက်နိုင်ဘူးဗျာကျွန်တော်အဲ့ခိုးရပြီးနောက်ပိုင်းအဲ့အတွက်ကျွန်တော်တို့ကနိုင်မှုခွင့်မရှိတာလို့ကျွန်တော်ထင်တယ်တကယ်လို့ကျွန်တော်တို့ကအဲ့ area တွေကိုကိုရအောင်ဘလုံးရအောင်ပို့နိုင်လို့ရှိရင်အခွင့်ရပါနိုင်တယ်ကျွန်တော်တို့ရတဲ့အခွင့်အရေးတွေကြတော့လေအပြင်ထဲကနေရှောက်ကန်တာဗျာဆာလာတို့ကန်တာလို့ဂျုံကန်တဲ့လုံးတစ်လုံးဆိုလို့ရှိရင်အခွင့်အရေးတော်တော်အပိုင်ခွင့်လို့ပြောလို့ရပါတယ်ဒါမှမဟုတ်သူလည်းထောင်းကန်လိုက်အဲ့လိုမျိုးတွေရှောက်ကန်နေတော့လုံးဝအဆင်မပြေဘူးပြီးတော့ဟို ESET ထွက်သွားတဲ့အချိန်မှာ area ထဲမှာကစားမယ်ကစားသမားလည်းမရှိတော့ AKTP ကကောင်းတော့ကောင်းနေပဲဒါပေမဲ့ तू က area ထဲကိုဝင်ပြီးတော့မစော်ဘူးပေါ့အဲ့လိုပုံစံမျိုးဖြစ်နေတော့ဟိုတပောက်ဘက်ကအခွင့်အရေးမရှိတော့ဘူးနောက်အခု main ကလို့ပေါ့ဘယ်ဥစ္စာကအဓိကဆုံးဖြတ်ဖြစ်သွားတာဆိုအဲ့ချက်ကြီးရဲ့လူသားအပြောင်းလဲရပဲအဓိကဖြစ်ပါလို့ကျွန်တော်ထင်တယ်ချက်ကြီးကသူ3ယောက်လဲလိုက်တယ်ပေါ့အဲ့တိုက်စစ်3ယောက်လဲလိုက်တဲ့အချိန်ကပဲကျွန်တော်တို့တော်တော်လေးတိုင်းပါတကယ်တော့ကျွန်တော်တို့ကတင်းကစားရမယ့်အချိန်မှာချက်ကြီးရဲ့အဲ့လူသားပြောင်းလဲမှုကဟိုပွဲကိုတော်တော်တက်ရောက်မှုကြီးတယ်ပေါ့အဲ့အကြောင်းလေးကျွန်တော်တို့ဘက်ကပြန်ပြီးတော့အန်နိုလိုကစားမျိုးပြန်ထည့်လိုက်ရတယ်ဒါပေမဲ့အဲ့ဥစ္စာကလည်းဘာမှတက်ရောက်မှုမရှိဘူးအဲ့လူသားလေးမှုကလည်းဘာယူချက်မဲ့ကျွန်တော်လည်းနားမလည်ဘူးဗျာတကယ်ဆိုလို့ရှိရင်အန်နိုထည့်တယ်ဆိုလို့ရှိရင်လည်းဟိုစန္ဒဘတ်နေရာမှာထည့်လိုက်ပေါ့ထည့်ပြီးတော့ကွင်းလေကိုဂရမ်ဘက်ကိုပြန်တက်ပြီးတော့ကစားခိုင်းလိုက်ပေါ့အဲ့လိုမျိုးကပိုးဖြစ်တင်တာဗျာဒါမှမဟုတ်လို့ရှိရင်ကိုမက်ကိုထည့်လိုက်နောက်တောင်ဂရမ်ဘက်ကိုရှစ်တက်ခလိုက်အဲ့လိုမျိုးဖြစ်တင်တာကိုဘာစိတ်ကူးနဲ့အန်နိုကွင်းလေထည့်လိုက်တယ်တော့ကျွန်တော်လည်းနားမလည်ဘူးအဲ့ဒီအပြောင်းလဲရလေကျွန်တော်တို့အတွက်ဟိုအဆင်မပြေတဲ့အပြောင်းလဲဖြစ်သွားလို့ကျွန်တော်ယူဆတယ်အဲ့ဒီဟာနောက်တစ်ချက်ကတော့ဟိုကိုဘက်ကဒီတိုက်စစ်နဲ့အဲ့ဟိုတောင်မနယ်စီတွေနဲ့အဲ့ဖူးဘက်တွေနဲ့တွဲကစားတဲ့အဆင်မပြေတာလည်းအနိုင်မှုမရတဲ့အဓိကအချက်လို့ကျွန်တော်ထင်တယ်ဘလို့မှအဆင်မပြေဘူးဗျာဟိုကကိုကသူဘလုံးရလို့ရှိလို့ရှိရင်ဟိုဘာလဲလောက်လာတဲ့ကစားသမားကိုပေးဖို့မစင်းတာဘူးမစင်းတာတော့ဟိုကစားသမားကတက်တာတက်နေတယ်ဗျာဟိုတက်ပြီးတော့ပုံစံချင်းအောက်သွားတယ်ဘလို့ကပြန်ပြတ်သွားလို့ရှိရင်ပြန်ခံရတယ်အဲ့လိုမျိုးတွေဖြစ်အဲ့လိုတောက်လျှောက်တွေဖြစ်နေတာဘလို့မှအဆင်မပြေဘူးပေါ့အဲ့ဒီဟာလည်းအဓိကအချက်လို့ကျွန်တော်ထင်တယ်ဟုတ်ဆိုတော့ဟိုကိုကုနာပြောသလိုပဲเนาะကျွန်တော်လည်းအဲ့ဒီပေါ့เนาะဒီ Enzo Maresca ရဲ့ဒီဒုတိယပိုင်းမှာလူစားလဲသွားတဲ့ဒါအလှည့်အပြောင်းကတော်တော်လေးအကျိုးသက်ရောက်မှုကြီးမားတယ်လို့ထင်တယ်ပေါ့เนาะကျွန်တော်ထင်တာကပေါ့เนาะကျွန်တော်ထင်တာကဒီလီဗာပူးခြေပါကူပြန်ရတဲ့နောက်ပိုင်းမှာကဂိမ်းရဲ့တမ်ပိုကတော်တော်ကိုမြင့်သွားတာပေါ့တော်တော်ကိုမြင့်သွားတာဒီဘယ်လိုပြောမလဲနည်းနည်းလေးဘယ်လိုပြောမလဲဗယံမနာဖြစ်တယ်လို့လည်းပြောလို့ရရပေါ့နော်ဟိုတက်သေးနဲ့တက်သေးအရင်ဘယ်လိုပြောမလဲဒီကစားကွက်နဲ့တဲပြီးတော့တေချာဆော့ရမျိုးမရှိတော့ဘူးဘောလုံးရနဲ့အရှိကိုတိုက်ရိုက်ဘယ်လိုပြောဒူပေးမယ်အရှိကိုထိုးခေတ်ဘူးဖြစ်သွားတယ်ခေတ်တော့ဂိမ်းဖြစ်သွားတယ်ဟိုလီဗာပူးဘက်ကိုရောက်လိုက်ချက်စီဘက်ကိုရောက်လိုက်ကျွန်တော်ထင်တာကတော့ဒီပွဲမှာတစ်ဖက်ဘက်ကနေပြီးဒါဂိုးသွင်းလိမ့်မယ်ပေါ့နော်ဂိုးတော့သွင်းလိမ့်မယ်ကိုအတင်းဂိုးသွင်းမယ်လို့တော့ကိုဟိုဘယ်လိုပြောမလဲဒီထင်တယ်အားပေးရပါဒါပေမဲ့တကယ်တမ်းကိုရသွားတာချက်စီဖြစ်နေတယ်ဒါပေမဲ့သူတို့ရသွားတဲ့ကိုအနေထားရတယ်ဒါသူတို့ဖန်တီးတဲ့အခွင့်အရေးဒီနဲ့ဒါနှမ်းရှင်လိုက်တာထိုက်တဲ့တန်ရသွားတယ်လို့ပြောလို့ရတယ်ခုနအကိုပြောသလိုပေါ့နော်ဒီကျွန်တော်တို့ဘက်ကလည်းဒါအခွင့်အရေးတွေကဒါရှိရခဲ့တယ်အထူးသဖြင့်တော့ဒါမူဆာလာပေါ့နော်မူဆာလာကဒါမှတ်မှတ်ရကျွန်တော်နှလုံးကန်ဝင်ရတယ်ထားပါတော့ကျွန်တော်ပထမတစ်လုံးကကြတော့ဒါဒီနောက်ခံလူတွေရောတခြားကစားသမားတွေရောရှိရတဲ့အတွက်သူလွတ်လွတ်ကျွတ်အပိုင်ကန်လို့မရဘူးပေါ့နော်ဒါပေမဲ့ဒုတိယတစ်လုံးကကြတော့သူ့အနေနဲ့အပိုင်ကန်ရတာဘယ်သူမှမရှိဘူးဘေးနားမှာဟိုအချိန်လဲရတယ်တေချာတဲပြီးတော့သူစိတ်ကြိုက်သူ့ရဲ့ပုံစံနေရာကိုကန်ရတာဟိုမှာဟိုပရိသတ်တွေကိုကန်ထည့်လိုက်တာပေါ့နော်ပရိသတ်တွေကန်ထည့်လိုက်တော့အဲ့တဲဟိုကကျွန်တော်လည်းနည်းနည်းလေးစိတ်ထဲကဒါဟိုဘယ်လိုပြောရမလဲဒါကိုရနိုင်ကြီးရှိရဆိုရင်ခံစားချက်ပါပျောက်သွားတာပေါ့နော်ဟိုပြီးတော့ဒီစိုးဘူးတစ်လုံးရှိသေးတယ်ထင်တယ်သူပြန်ကောင်းလာပြန်ထွက်လာပြီးတော့သူကန်တာလေရတာနဲ့သူတန်းကန်သွားတာကိုသမားဒီစမ်းချက်ရဲ့ညာဘက်လေဖြည်းဖြည်းလေးထွက်သွားတာလေအဲ့တလုံးရှိသေးတယ်ဆိုတော့ဟုတ်တယ်ဟိုအဲ့လိုမျိုးလုံးနေမှာဒါကိုရီးယားအခွင့်အရေးဖန်တီအခွင့်အရေးအဖြစ်ဒါအသုံးမချနိုင်ခဲ့တာဆိုတော့ဒါရှုံးတာကလည်းဒါထိုက်တယ်လို့ပြောလို့ရတယ်ခုနကကိုပြောသလိုပေါ့နော်ဒါအန်ဆိုရဲ့ဒါလူစားလဲမှုကနည်းနည်းလေးအစစ်အတန်းမြင့်တယ်ပေါ့နော်သူ့အနေနဲ့ဒီနောက်တန်းကိုအာရုံစိုက်မဲ့အစားလုံးဝကိုဒါလုံးဝတိုက်စစ်ဆိုတဲ့ဟာကိုထည့်ပြီးတော့လီဗာပူးရှိတ်ကိုတကယ်ဆိုဘယ်နည်းပြမလဲအဲ့လိုမျိုးစဉ်းစားမှာမဟုတ်ဘူးဟုတ်တယ်ဒီဘက်မှာအဲ့လိုမျိုးစဉ်းစားမှာမဟုတ်ဘာလို့လဲဆိုတော့နောက်တနေ့ထည့်လိုက်တဲ့ကစားသမားတွေကသူထည့်လိုက်တဲ့ကစားသမားတွေနောက်ကိုပြန်ကူမဲ့ကစားသမားတွေမဟုတ်ဘူးဗျာဟိုတောင်းတောင်းနီးပြအဲ့လိုစဉ်းစားမှာမဟုတ်ဘူးအဲဆိုကလည်းနည်းနည်းလေးတော့ထူးဆန်းတဲ့နီးပြလို့ပြောလို့ရတယ်သူပထမကျွန်တော်တို့ဟိုပထမပွဲတွေမှာတော့သူဝေဖန်ခံရတယ်လူသားလဲမှုတွေညံ့လို့ဝေဖန်ခံရတယ်ဒါပေမဲ့ဒီပွဲမှာတော့သူလုပ်တဲ့ဟာနဲ့ကတော့ကွက်တီတော့ကြားတယ်လားတော့ကြားတယ်လို့ပြောအောင်ပါဘူးသူတို့ရဲ့ဟာဟုတ်တယ်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်အဲ့လိုကစားမဲကိုထည့်ပြီးတော့
ကစားတာတော်တော်အန်ရများရပဲချက်စီရလေ ဟုတ်တယ် အဲ့ကြောင့်လည်းလီဗာပူးကိုခွင့်ရတော်တော်ပေးရတာကြီးပေးတယ်အဲ့လီဗာပူးကကိုယ်တိုင်လည်းအသုံးမချနိုင်လို့ပါပဲဟို expected ကိုးတွေပါမှာဆိုလီဗာပူးကတော်တော်တာတာကြီးကိုချက်စီကဟိုဘောက်ထဲကိုတာပဲဘလုံးတွေရအောင်ပို့နိုင်တာဒါပေမဲ့ဟိုကူးကန်တဲ့အခွင့်အရေးတွေကြလီဗာပူးကတော်တော်တာရလေတော်တာလီဗာပူးကိုယ်တိုင်ရလေပြောလီဗာပူးကိုယ်တိုင်နဲ့ညံ့တာပါပါတယ်ဟိုသူအပြောင်းလဲလုပ်တာကမှန်းသွားတယ်ဆိုပေမဲ့လေကိုယ့်ဘက်ကကိုသိမသိကြတဲ့ဟာတွေကလည်းကိုယ်ပြန်ပြီးတော့တက်တယ်လို့ဖြစ်သွားတာဟုတ်အကိုခုနကဘယ်လိုပြောအကိုပြောတဲ့စကားတွေထဲမှာဒါ full pack ဆိုတဲ့စကားလေးပါလာရောเนาะ full pack ဆိုတဲ့စကားလေးဆိုတော့အဲ့အကြောင်းလေးကျွန်တော်နည်းနည်းလေးလောက်တာဆွေးနွေးကြည့်အောင်ဆိုတော့ဟိုကျွန်တော်တို့ပေါ့နော်ဒါပထမပိုင်းတစ်ပိုင်းလုံးမှာကပထမပိုင်းမှာကကျွန်တော်တို့ပထမပိုင်းနဲ့ဒုတိယပိုင်းကဒီ full pack နှစ်ယောက်ကမတူဘူးလေပထမပိုင်းမှာကကျွန်တော်တို့ဒီ Carcass နဲ့ဒီ Bradley ဆော့သွားတယ်ပေါ့နော်ဒုတိယပိုင်းမှာကျတော့ကျွန်တော်တို့ဒါ Robertson နဲ့ဒါဒီ Sobo ဝင်ဆော့သွားတယ်ဆိုတော့ပထမပိုင်းမှာကအကိုသိတဲ့အတိုင်းပဲဒီပေါ့ဒီ Carcass နဲ့ Gakpo နဲ့ကဘလို့မှအတွဲမမိသလို Carcass ကလည်းဘယ်ကိုပြေးလို့ပြရမယ်မသိဘူးရှေ့တက်ရမလို့နောက်ဆင်းရမလို့ဖြစ်နေအဲ့လိုပဲဒီဟိုဟာ Bradley ကလည်းဒီဘယ်လိုပြောမလဲဒီဟိုဘက်ပြိုင်ဘက်ရဲ့ဒီတိုက်စစ်ကိုထိန်းချုပ်ဖို့နဲ့တင်တိုင်ဘက်နေပြီးတော့ရှေ့ကိုဘလို့မှအကူညီနိုင်စွာမရှိဘူးဖြစ်နေတာပေါ့နော်ဆိုတော့ဒီ Robertson ဝင်လာပြီးတော့ပုလင်ပြောရင်ကျွန်တော်ကပေါ့နော် Robertson ဝင်လာတဲ့အချိန်မှာ Liverpool ရဲ့ဒီဘယ်ချန်တိုက်စစ်ကပို့ပြီးတော့တွက်လာတယ်ပို့ပြီးတော့ဒါအလုပ်ဖြစ်လာတယ်လို့ခံစားရတယ်သူ့အနေနဲ့ဒါဟိုပေးလိုက်ရတဲ့တွင်းကိုမှာဒါသူ့နောက်ကကစားသမားကိုပေါ်ရတာတော့တခြားပေါ့နော်ဒါပေမဲ့ကာကတန်စာရင်ဒီအသိရဲ့ဒီပတ်တန်ပေါ့ဒီဘယ်ချမ်းပတ်တန်ပို့ပြီးတော့ပိုကောင်းလာတယ်လို့ကျွန်တော်တို့ကြည့်ရခံစားရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒါဒီဟာကိုကြည့်ချင်းအဖြစ်လီဗာပူးရဲ့ဒါ full back တစုံပေါ့နော်ဘယ်ရောညာရောကဒါဟိုကြီးမားမားဒါလိုအပ်ချက်တွေရှိနေပြီဆိုတာသိတာရပေါ့နော်ဒီပေါ်မှာဒီ full back နဲ့ပတ်သက်ပြီးနည်းနည်းလေးအကိုအမြင်လေးပြောပြပေးပါဦးဘယ်လိုမျိုးဒါအလွဲလေးရှိနေဆိုတာဟုတ်လွဲလေးတော့ရှိနေတာပဲလေဟုတ်အားကြောင့်full back ဒီကတော့လွဲရဆိုတာလည်းခုနကအောင်ပါပေါ့သူတို့ကဘာလို့မှမသိတဲ့ပုံစံမျိုးဖြစ်နေတာဟို Bradley ကြတော့လေဟိုမနေ့တော့ကတကယ်ဆို Bradley ကမနေ့တော့ကဒီနေရာမှာသူကစားခဲ့ပြီးသားကစားနေကြနေရလို့ပြောလို့ရတယ်မနေ့ကသူနဲ့အာနိုးနဲ့ကဟိုအာနိုးက3ပုံ2ပုံလောက်ကန်သူက3ပုံ2ပုံလောက်ကန်လာခဲ့ရတဲ့စကားကစားသမားဆိုလေတကယ်ဆို तू ကပို့ပြီးတော့အစီအပြေတင်တာဒါပေမဲ့ तू ကအစီမပြေဘူးဖြစ်နေတော့ကျွန်တော်လည်းဟိုရာဒီဂျိုမှာတော့သူကစားတဲ့ပုံစံလေးရမဆိုးပြတော့ကျွန်တော်အဆင်ပြေမဲ့တော့ထင်တာကျွန်တော်ကရာဒီမှာကို print ပေါင်ကိုကျွန်တော်ဒီလောက်မမျှော်လင့်ဘူးသူ့ကိုမျှော်လင့်ထားတာဘာလို့သူ့မျှော်လင့်ထားလဲဆိုတော့ तू ကမိနစ်တုန်းကကစားခဲ့တဲ့ကစားသမားမဟုတ်လို့ကျွန်တော်ကမျှော်လင့်ထားတယ်ဒါပေမဲ့ तू ကမိနစ်တုန်းကခြေစံတစ်ဝက်ကိုတော့မမီဘူးမမီတဲ့ပြင်ကို तू ဘာတွေလုပ်နေမှမသိဘူးဘယ်နေရာမှာအဆင်ပြေဘူးဘလုံးရှိတဲ့ချိန်မှာမရှိတဲ့ချိန်မှာအဆင်မပြေဘူးအဲ့တော့ဒါသူ့ဘက်ချမ်းမဟုတ်ဘက်ကကဲကက်ဘက်ချမ်းကြတော့ကဲကက်ကတော့လုံးဝဒီ system ကို तू နားမလည်ဘူးဖြစ်နေတာဟိုဘယ်နေရာမှာနေလို့နေခုနကကိုပြောနေကတော့ဘယ်နေရာမှာနေလို့နေရမှန်း तू မသိဘူးဖြစ်နေတာဘာလို့မှမသိဘူးဒီကြတဲ့ဟို तू ကစားရရင်တဲ့ပုံစံ over လဲလုံးမယ်အန်နာလဲလုံးမယ် तू ဘုံမောင်းမှတော့ဒီလိုပဲကစားလာဒါပေမဲ့ကပ်ပေါ်ကတလုံးမှ तू over လဲလုံးတလုံးမှ तू မပေးဘူးဆိုတော့ကပ်ပေါ်ကမနစ်ကတော့ရောဘတ်ဆန်နဲ့ကစားတော့မှကျရောဘတ်ဆန်ကဟိုတက် CD ပုံစံမျိုးနဲ့နောက်မှပဲ तू ထိုင်းနေတာများတာယူများတော့ तू ကပ်ပေါ်ပြောတဲ့ဘောလုံးကန်ဘောလုံးကိုင်းထားတယ်အဲ့ညမှာကန်ပြီး तू ကဟိုinside ဟိုကဲဆိုင်ကလေးလုတ်တယ်ဖြစ်တင်တယ်နောက်တကကန်လို့ရရင်ကန်တယ်ပေါ့အဲ့လိုပဲလုပ်တာတော့ကပေါ်ကလည်းဒီသူ့နောက်ကတက်လာမဲ့ကစားသမားကိုပြောပြပါညာသူမစင်းစားတော့ကက်ကအဲ့လိုမျိုးပြည့်တက်ရှင်းတာပြည့်တက်ပြီးတော့သူကဖြစ်တဲ့ငွေတွေတင်နေတာအဲ့လိုမြော့ပြီးမစင်းစားရတဲ့အတွက်ဘောလုံးကသူ့ရှိလို့မရလို့ဖြစ်တဲ့ငွေတွေရိမ့်မှတင်မရဘူးရတဲ့သူကရှိကိုတက်ရတော့ကပူရှိကဘောလုံးကပြတ်သွားလို့ရှိရင်သူ့နေရာလူကြီးဖြစ်ဗန်နိုက်ကဝင်ဖြည့်ပေးတယ်အဲ့လိုနဲ့ပို့ပြီးတော့တိုင်ဘက်အဲ့လိုတိုင်ဘက်တော့ဒီအသိရဲ့နေရာယူမှုတွေအကုန်လုံးအမားယွင်းနေဖြစ်တော့ခဏလို့တိုင်ဘက်တက်စစ်နေထိုးနှက်ခံရတော့ယုံကြည်မှုတွေကလည်းပျောက်ဆုံးပြီးတော့အဆင်မပြေဘူးကကျွန်တော်လည်းထင်ပါတယ်ဒီဖြစ်နေတဲ့ပြဿနာတွေတော်တော်များများကဒီဖူးဘက်တွေကနေလာတဲ့ပြဿနာတွေလို့ပဲကျွန်တော်ယူဆတယ်အဲ့ဒီနေရာလေးကိုဖြည့်ရှင်းမှုကဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့အခုဆိုပိုစလိုင်းကိုထားပြီးတော့သူဖြည့်ရှင်းတယ်ပေါ့တကယ်တော့ကျွန်တော်ကယူဆတာကဆိုပိုစလိုင်းကိုထားမယ်စားကာတေးကျုံကိုထားရပိုကောင်းမယ်အဲ့နေရာမှာကာတေးကျုံကကလော့လက်ထက်မှာလည်းအဲ့လိုနေရာမှာကစားဘူးလေကာတေးကျုံကလေကျွန်တော်ကလည်းမယူဆဒါပေမဲ့သူကဆိုပိုစလိုင်းကိုထားတယ်ပေါ့ဆိုပိုစလိုင်းကိုထားပြီးကျွန်တော်ကမက်ကလစ်စတာကိုအနားပေးလိုက်ဆိုပိုစလိုင်းနဲ့ကာဘက်ကိုကွင်းလက်မှာတွဲကာတေးကျုံကိုအဲ့ဘက်နေရာမှာထားအဲ့လိုမျိုးကပို့ပြီးတော့အစီအမံလို့ကျွန်တော်ယူဆတယ်အဲ့ဒါဆိုလို့ရှိရင်ဟိုဘယ်ဘက်ချင်းကက်လည်းနည်းနည်းလေးရှေ့ကိုပို့ပြီးတော့လိုက်ခွင့်ပို့ရအောင်မလို့ကျွန်တော်ယူဆရတယ်ပေါ့အဲ့လိုမျိုးတော့ယူဆတာတယ်ဒီဥပဒေနဲ့ပတ်သက်ပြီးတော့
ပြင်မဲ့ဆိုလို့ရှိလို့ရှင်ပေါ့ကျွန်တော်အမြင်အဲ့လိုလိုကျွန်တော်ထင်တယ်ဟုတ်ကျွန်တော်ကတော့အခုဒီ full band နဲ့ပတ်သက်ပြီးတော့ကတော့ဒါပွင့်လင်းပြောရင်ဒါပြင်ဖို့တဲ့အချိန်တော်တော်အချိန်ကဒါအတိုင်းအတာတစ်ခုရလိုအောင်မယ်လို့ကျွန်တော်တော့ခံစားရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပွင့်လင်းပြောရင်မိနစ်ကလည်းကျွန်တော်ဒါ Robertson နဲ့ဒီ Arno ကိုအဓိကထားပြီးကျွန်တော်သုံးသွားတာပေါ့နော်။ဆိုတော့ဒါပေမဲ့ဒီ Arno ရဲ့ဒီ play style ကဒီဘယ်လိုပြောရမလဲ။ Arno ရဲ့ play style ကဒီ Bradley တို့ဒီ Cardijo တို့ထားပါတော့ဒီ Frame Bar တို့နဲ့အများကြီးဒီကွဲပြားခြားနာတယ်ပေါ့နော်သူ့အနေနဲ့ကဒါဘောလုံးကဒါအရှိဒီဆာလာစီကိုရောက်ဖို့အတွက်ကဒီအများကြီးပေါ့နော်အရှိကိုအများကြီးလိန်နေစရာမလိုခောက်နေစရာမလိုဆွဲပေးစရာမလို pass တစ်ခုတည်းနဲ့တင်ဒါဓာတ်ရိုက်ချင်းချောနိုင်တယ်ဓာတ်ရိုက်ဘယ်လိုပြောမလဲဆာလာစီအရောက်ပို့နိုင်တယ်မှတ်မရဆိုရင်ဒီပြီးခဲ့တဲ့ဒီ average မှာ Arsenal နဲ့ကန်တဲ့ဒုတိယအခြေပါကိုတွေ့နိုင်တယ်ပေါ့နော်ဘာမှသိရမလားဒီလူတွေပေးနေကြရတယ်သိရမလားဆွဲပေးနေကြရတယ်မလို့တစ်ချက်ပဲအရှိကိုဒီပြေးလမ်းကြောင်းတွေကိုချပေးလိုက်တယ်နူးညက်ထွက်ပြီးတော့ဆွဲပေးသွားပြီးဆာလာကိုခင်းပေးသွားတန်းကူတာပဲဆိုတော့ဒီအာနိုးရဲ့ဘယ်လိုပြောရမလဲအာနိုးရဲ့ဒီအခန်းကဏ္ဍပေါ့နော်အာနိုးရဲ့အခန်းကဏ္ဍကအခန်းကဏ္ဍကိုအခုဒီလက်ရှိ fullback တွေကမလိုက်နိုင်ဘူးဖြစ်နေတာလားဒါမှမဟုတ်ဒီမနစ်ကကစားပုံမနစ်ကဒီအာနိုးရဲ့ကစားပုံနဲ့ဒီအခုအခုလက်ရှိကစားနေတဲ့ fullback တွေရဲ့ကစားပုံတွေကအရန်ကွဲနေလို့ပဲဒီလိုမျိုးအခက်အခဲဖြစ်နေလားဒါလားပေါ့နော်ဒါကတော့ဒါကျွန်တော်တို့စဉ်းစားစရာတော့ရှိရပါတော့ဟုတ်ပြီးတော့နောက်တစ်ခုကဒါတော့ဒီ fullback တွေနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ကျွန်တော်စီမှာက fullback ဘယ်ပြဿနာရှိနေရတော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့တခြားနေရာလေးတွေရောအခုအနေနဲ့ဒီလီဗာပူးရဲ့ပေါ့နော်အားနည်းချက်လေးတွေရှိရဆိုရင်တစ်ချက်လောက်ဒါဆွေးနွေးပေးပါအောင်ဒါ fullback တွေတော့မဟုတ်နိုင်ဘူးဒါဟုတ်အားကြောင့်ဟိုပါပေါ့ဂျာဒီမစခင်တော့ကျွန်တော်ကဟုတ်ကဲ့ဟုတ်ပုံမှန်လို့ရှိရင်ကျွန်တော်ကဒီလူတွေအများကြီးခေါ်တော့သဘောကျတဲ့လူမျိုးမဟုတ်လူတွေမိနစ်တော့ဆိုကျွန်တော်လူတယောက်မှမခေါ်တော့ကျွန်တော်ကြိုက်တယ်ပေါ့ဘာလို့လဲဆိုတော့နီးပြအတင်းတွေကကစားသမားတွေအများကြီးရှောက်ခေါ်လို့ရှိရင်အစီမမျိုးဆိုတာအတိဒါတခြားအတင်းတွေမှာလည်းလူဖြစ်နေကြဆိုတော့ကျွန်တော်လူတွေမခေါ်တော့သဘောကျတယ်မိနစ်တော့ဒါပေမဲ့ခုနေ့ကျတော့ခေါ်တယ်ပေါ့ခေါ်တဲ့အချိန်မှာလူတွေအများကြီးခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ကဒီလောက်လူတွေအများကြီးခေါ်ရင်ပုံမှန်ဆိုကျွန်တော်စိုးရိမ်မှာအဲ့လိုဆိုတော့လူတွေအများကြီးခေါ်လို့ရှိလို့ရှင်ဘယ်လို့မှအသားမကျနိုင်ဘူးဒီတွေအများကြီးနေဒါပေမဲ့ကျွန်တော်ကမစိုးရိမ်နေဘူးဘာလို့မစိုးရိမ်ဘူးလဲဆိုတော့ကျွန်တော်ကအတင်းရဲ့ frame မပြောင်းဘူးလို့ကျွန်တော်ယူဆလို့မစိုးရိမ်ခဲ့တာမိနစ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့အားနေဆုံးနေရာမိနစ်တော့2နေရာရှိတယ်အဲ့ဒါအထောင်တိုက်စစ်နဲ့လက်ပတ်နေရာနဲ့အဲ့အထောင်တိုက်စစ်နေရာမှာကျွန်တော်က e-set ကိုဖြည့်လိုက်တယ် EKTK e-set ကိုဘယ်လိုပဲပြော EKTK ပဲဖြည့် e-set ပဲဖြည့်နှစ်ယောက်လုံးဖြည့်တယ်ဆိုတော့ EKTK ပဲထားလိုက် e-set ပဲထားတာအဲ့နှစ်ယောက်လုံးကဘယ်လိုပဲဖြည့်နူးနဲ့ကစားမှမျိုးတဲ့တားတယ်ဗျာဂျူတာဟုတ်တယ်ဆိုတော့ဂျူတာလို့ကစားမျိုးတဲ့တားတယ်ပေါ့ဟုတ်တယ်ဒီရဲ့ကစားရလဲတားတယ်e-set ကစားလို့ရှိတယ်အဲ့တော့ကျွန်တော်အဆင်ပြေမဲ့ယူစားတယ်နောက်တော့ကလက်ဘက်က Robertson ကမိနစ်တော့အဆင်ပြေဘူးကဲကက်ကဘယ်လိုပဲဖြစ်သူ့ထက်တာမှာပဲလို့ကျွန်တော်ယူစားတယ်အဲ့တော့အတင်းကကျန်တဲ့နေရာတွေအကုန်လုံးမပြောင်းဘူးဆိုလို့ရှိရင်ဒီနှစ်ယောက်အားဖြည့်တဲ့ဟာကကျွန်တော်တို့အတင်းကပိုးတိုးတက်လာဖို့ပဲရှိတယ်ကျွန်တော်ယူဆရတဲ့ဒီလောက်လိုအများကြီးဖြစ်တာကငါတို့ထိုင်မကြတဲ့အကြောင်းတော့မရှိတာဘူးပြောင်းလို့ရှိရင်2နေရာခုနောက်တစ်ခါflow ပေါ့ flow ဝင်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်3နေရာပဲ3နေရာလောက်နေတော့ငါတို့အမှအထိုင်မပြတ်လိုက်ဘူးလို့ကျွန်တော်ယူဆရတယ်ဒါပေမဲ့ဆက်ခေါက်ကအကုန်လုံးကိုပြောင်းမိတယ်သူကinstruction တွေအကုန်လုံးကိုပြောင်းလိုက်တယ်ပြောင်းမိပြီးတော့ဒီ full တွေအလုပ်လုပ်တဲ့ပုံတွေကအစားခုနကကွင်းလေ3ယောက်တွဲအလုပ်လုပ်ပုံတွေတိုက်စစ်ကစားတဲ့ပုံစံတွေကအစားအကုန်လုံးကိုပြောင်းပြီးတော့အဆင်မပြေတော့ဘူးဗျာအဆင်မပြေတဲ့အချိန်မှာပထမကျွန်တော်တို့တောက်ချောင်းနိုင်တဲ့အချိန်တုန်းကအဆင်မပြေဘူးဆိုပေမဲ့ तू ကဒီနေ့ပုံစံပြောင်းနိုင်တဲ့ပုံစံနဲ့ပဲကစားတာဗျာကစားရင်နဲ့ तू အဆင်မပြေဘူးဒါပေမဲ့နိုင်ပွဲတွေတော့ရတယ်ပေါ့တကယ်ဆိုလို့ရှိရင် तू အဲ့လိုပဲဆက်ပြီးတော့ကစားမှာ तू ကမကစားဘဲနဲ့ဟုတ်တယ် तू idea ဝေဝါးပြီးတော့မနစ်ကလိုဒီနေ့လိုပြောင်းနေတယ်လို့အမှဘိုးဆိုးပုံတွေအများကြီးသိရမလားion site လိုက်တယ်ပုံစံမျိုးဖြစ်သွားတာဟုတ်တယ်အဲ့လိုမျိုးသူ့ကိုဝိုင်းမျိုးဝေးနေမှာငါတို့ကစားဖို့မကောင်းဘူးမင်ကန်ကောင်းလို့နိုင်နေပါဘာညာဆိုတဲ့ဟာကို तू ကမလုံးချင်ထင်ပါရဲ့အဲကြောင့် तू မနစ်တော့ပုံစံမျိုးတွေပြန်ပြောင်းပြီးတော့ကစားတဲ့ Ever 9နဲ့ပွဲပေါ့အဲ့ပွဲရအစပြီးကျွန်တော်တိုင်းပက်တာပဲကျွန်တော်တင်တယ်အဲ့မှာတော်တော်ကောင်းပါလေပထမပိုင်းမှာကျွန်တော်ကစားတဲ့ဟာအဲ့ဒီမှာ तू အနေနဲ့ငါမနစ်တော့လိုပဲကစားတော့မလို့ဒီနေ့လိုပဲကစားတော့မလို့ဖြစ်ပြီးတော့ဘလို့မှအဆင်မပြေတော့ဘူးပေါ့အဆင်မပြေပြီးတော့နောက်ပိုင်းကျလာကစားသမားတွေကပဲညှဉ်းမှုတွေထိုးကြစားလားဆိုလို့ရှိရင်တိတာရလားက
သူ့အနေထားမျိုးနဲ့ချက်စီးနဲ့ပွဲအခွင့်အရေးတစ်ချိန်လောက်ကတစ်ချိန်တော့ကျင်းနေဝင်ရမှာဒါပေမဲ့ဇာလာကယုံကြည်မှုတော်တော်ကြားနေတဲ့ပုံစံပေါက်တယ်ဗျ။ပေါက်တော့ကျွန်တော်တို့ကခုနဖူးဘက်တွေတင်မှုတော့ပေါ့ကျန်တဲ့နေရာလေးမှာပါတိုင်းဘက်ကအဓိကတော့ကျွန်တော်က system ဝက်ပြောမှာပေါ့စလော့ရဲ့ system အစီအမပြေတာပေါ့ကျွန်တော်အဓိကထားပြောရမယ်လို့ထင်တယ်အဲ့လိုပဲသုံးတယ်ပါဘာလို့ဆိုတော့ဖူးဘက်တွေတင်မှမှုတ်တာယူကျန်တဲ့နေရာလေးလည်းအစီအမပြေဘူးဆိုတော့ဒါနီးပြနဲ့ပဲစိုင်းသွားတယ်ပေါ့နီးပြရပဲနီးပြကိုကျွန်တော်အဓိကဥတီပြောရမယ်ဖြစ်သွားတာပေါ့ဟုတ်တယ်ဗျဟုတ်တယ်ဆိုတော့ဟိုမနေ့ကပွဲဆိုလဲဒါဆာလာရဲ့အဓိက impact ပေါ့နော် impact အဓိကဖြစ်သွားတဲ့အလုံးဆိုတာသူ့ရဲ့ဘယ်လိုပြောမလဲ traveler case ပေါ့နော်ပြီးဒီ outside food နဲ့ကန်လိုက်တဲ့ဘောလုံးကိုဒါဒီဘယ်လိုပြောမလဲ ESAP ကိုဒါကောင်းတိုက်ဖို့အတွက်အခွင့်အရေးဖန်တီးပေးလိုက်တာပေါ့အဲ့တလုံးပဲသူ့အနေနဲ့ဒါအသင်းအတွက်ဒီကိုပေါက်ချင်းကြောင့်အခွင့်အရေးဖန်တီးဖို့အတွက်ဒါဒီ impact ရှိတဲ့ကိစ္စတော့ဒါတခြားဒီပွဲချင်းတွေမှာတော့ဒါလုံးဝကိုဟိုကျွန်တော်တို့ဒီဟိုဖြစ်တာမျိုးမတွေ့ရဘူးပေါ့နော်ဒါတွေ့ရဖြစ်တဲ့အတွက်ဒါဆာလာနီနဲ့ကလည်းဒါဘယ်လိုပြောမလဲဆာလာကဒါဆာလာကြောင့်ကျွန်တော်နောက်ကျရင်တော့ကျွန်တော်ထပ်ပြီးတော့ဆွေးနွေးပါဦးမယ်ပေါ့နော်ဆိုတော့ဒီခုက26မိနစ်လောက်လည်းရှိပြီဆိုတော့နိုင်ဝက်လောက်လည်းပြည့်ပြီဆိုတော့ဒါအဆုံးသတ်လေးသွားရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ပေါ့နော်ဒီယာတီကိုဒါနေဟိုနေ့ကလည်းရှုပ်ပြီးကျွန်တော် post တင်လိုက်တယ်ပေါ့နော် post တင်နေဒီယာတီကိုတအားကြီးမမျှော်လင့်ထားကြဘူးပေါ့နော်တအားကြီးမျှော်လင့်ချက်တွေမထားကြဘူးကျွန်တော် post တင်တယ်ပေါ့ဆိုတော့အခုအနေနဲ့ရောဒီယာတီပေါ့နော်ဒီယာတီအပေါ်မှာကိုယ့်အသင်းပေါ့ဘယ်လိုမျိုးဒါမျှော်လင့်ချက်လေးရှိလဲဘယ်လိုမျိုးခံစားရလဲအဲ့လိုမျိုး expectation ဘယ်လောက်ရှိလဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပါဦးဟုတ်ကျွန်တော်ကတော့ပထမတော့ကတော့ယာဒီပစကင်တော့ကတော့အပြောင်းလဲတွေများတော့ကျွန်တော်ကဟောဒီယာဒီငါတို့အဲ့လောက်ပြောင်းလဲများတာတော့အလားရဘူးလို့သိပြီးတော့မျှော်လင့်ချက်မရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်အာဆင်နယ်နဲ့ပွဲနိုင်လိုက်တဲ့အချိန်မှာတော့ကျွန်တော်လည်းမျှော်လင့်ချက်လေးပြန်မျှော်လင့်ချက်လေးရှိသွားတယ်ပေါ့အဲ့ဆိုအာဆင်နယ်လည်းနိုင်လိုက်ရတယ်တော့ငါမှဖြတ်သွားတဲ့အချိန်မှာပိုးပြီးမျှော်လင့်ချက်ရှိတယ်ပေါ့ငါတို့ခြေသားမကောင်းမဲနဲ့နိုင်ထားတယ်ပေါ့တကယ်လို့ကစားသမားတွေတားကြလို့ရှိရင်အဲ့တော့အဆင်ပြေတော့တယ်ဆိုတော့မျှော်လင့်ချက်ကတော်တော်လေးရှိတယ်ပေါ့ဒါပေမဲ့အခုနောက်ဆုံးကစားတဲ့ပွဲတွေနှစ်ပွဲသုံးပွဲရှုံးပြီးရနောက်မှာတော့ဒီမျှော်လင့်ချက်ကတော့ပြန်ကျသွားတာပေါ့ကျသွားဆိုတော့ကျွန်တော်ကလက်တွေ့အနေထားကိုပဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီယာဒီမှာကျွန်တော်ထင်တယ်ဖလားရဖို့ကတော့တိတ်တော့မလွယ်တော့ဘူးဗျာပရီးမီးယားလိဖလားရဖို့ကတော့လေတိတ်တော့မလွယ်တော့ဆိုကျွန်တော်တို့အဓိကကတော့ဗျာဟိုဖလားမရနိုင်ဘူးဆိုလို့ရှိရင်အဓိကတော့1-4ဝင်ဖို့ကတော့အဓိကပေါ့ဒါ1-4ကတော့မဝင်ဖြစ်ဝင်ရမယ်လို့ကျွန်တော်ယူဆတယ်မဝင်ဘူးဆိုလို့ရှိရင်တော့ဒါကတော့ဟိုလုံးဝကြာပြောင်းလဲကျွန်တော်တစ်ခုလုံးမှရပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့အဲ့တော့1-4တော့ကျွန်တော်တို့ဒီမဲ့အနည်းဆုံးဒီမဲ့ချက်1-4ဝင်ရမယ်ဖလားကတော့ကျွန်တော်လည်းသိပြီးတော့ပရီးမီးယားလိဖလားကိုသိမမျော်လင့်တော့ဘူးမမျော်လင့်ချက်မထားတော့ဘူးပေါ့ဒီပွဲတင်ရတယ်ကိုကစောတော့စောပါသေးတယ်အာဆင်နယ်နဲ့လည်းတမတ်ပဲကွာသေးတယ်ထင်တယ်တော့စောပါသေးတယ်ဒါပေမဲ့ဟိုလက်ရှိအာဆင်နယ်ကစားနေတဲ့ခြေစွမ်းအရာရောဟိုသူတို့ရဲ့ယုံကြည်မှုအရာရောပေါ့အရာရောဆိုလို့ကျွန်တော်တို့ကဒီဖလားလိုချင်တယ်ဆိုလို့ရှိရင်တော့ဟိုဒီတဲ့စွမ်းဆောင်ရည်လို့နှစ်ဆသုံးဆလောက်ပိုကောင်းမရမယ်အနေထားဆိုတော့ကျွန်တော်ဒီအသားမကြလောက်တဲ့အနေထားနဲ့ဆိုတော့မျောလက်ချက်မထားချင်တော့ဘူးဟိုချန်ပီယံလိမှာလည်းဟိုလက်ရှိအနေထားရဆိုလို့ရှိရင်ချန်ပီယံလိမှာလည်းကောင်းတဲ့တင်းကြီးအရင်များတော့ကျွန်တော်တို့ quarter final တောက်တက်လို့ရှိရင်ပဲကျွန်တော်ကျင်းနေရလိမ့်မယ်လို့ကျွန်တော်ယူဆရတယ်ပေါ့ဟိုပြည်တွင်းဖလားတွေအနေနဲ့ကတော့ဟိုဒါကတော့ကန်တဲ့မျိုးပွဲလို့ရှိရင်တော့ဘယ်လိုဖလားတွေပါရနိုင်ပါလဲပြည်တွင်းဖလားတွေကတော့ဟုတ်ကဲ့ဟုတ်ဆိုတော့ကျွန်တော်လည်းအဲ့လိုပဲဒါဘယ်လိုပြောရမလဲအဲ့လိုပဲကျွန်တော်ခံယူဆရပါတော့။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးအသားမကျတဲ့ပုံစံနဲ့ဒီလိုမျိုးပုံစံတွေကဒါဒီအမှတ်တွေကထပ်ပြီးတော့ဆုံးရှုံးအောင်ပါပဲလို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါဆုံးရှုံးအောင်ပါပဲဒါရှုံးတဲ့ပွဲရလဲကြုံအောင်ပါပဲတည်ကြတဲ့ပွဲရလဲကြောက်အောင်ပါပဲဆိုတော့ဒီလိုမျိုးပုံစံမျိုးနဲ့ကတော့ဒါအမှတ်ပြီးဖလားရေရှည်သွားမှတ်ပြီးဖလားကိုတိတ်ပြီးတော့ဒါမျှော်လင့်ချက်ကြီးမထားတာကတော့ပိုကောင်းတယ်ပေါ့နော်။ဒီနေ့ကတော့ဘယ်လိုပြောရမလဲဒါရနိုင်သမျှပေါ့နော်ဒါပြည်တွင်းစုဖလားလေးတွေကိုရအောင်ယူဖို့ကြိုးစားရင်းနဲ့ပဲဒါအသင်းကိုဖြည်းဖြည်းနဲ့တီဆောက်ပို့ပြီးတော့ retirement ကိုပြန်လုပ်ပြီးတော့ဒါဟိုအသေးပို့ပြီးတော့ပြန်ပြီးတော့ဘယ်လိုပြောမလဲဒီပုံဖော်သွားဖို့ပဲလုပ်ရလို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပေါ့နောက်ထပ်ဟိုပါပေါ့ကျွန်တော်ထင်တာတော့ကအရင်အသေးရလို့အနာဂတ်ကိုအရင်မျှော်ပြီးလိုက်တယ်လို့ကျွန်တော်ထင်တယ်ဗျကစားသမားတွေပြောင်းလဲလုပ်ပြီးတော့လေသူတို့ကဟိုနောက်လာမဲ့ဟို2နှစ်3နှစ်ကိုကြိုးကြည့်ပြီးတော့သူကအဲ့ဒီခါကိုအရင်ပြင်ဆင်လုပ်ငန်းကြီးပါတယ်လို့ကျွန်တော်ယူဆရပါတကယ်ဆိုလို့ရှိရင်သူကဟိုဒီနေ့အတွက်ကိုပဲကြည့်မယ်ဆိုလို့ရှိရင်မိနစ်ကအထိုင်တိုင်းဟိုမှာဟိုအစ်ဆက်တို့ကစားသမားမျိုးတယောက်လောက်ပဲထက်ထည့်နေတာဗျာအဲ့လိုမျိုးပေါ့အစ်ဆက်တို့ကစားသမားတယောက်ခုန
ဖူးဘက်ကတော့လဲရမယ်ဘာလို့အားလုံးကထွက်သွားတယ်ဆိုတော့အဲ့တော့ပဲပြောင်းတင်တာပါဒါပေမဲ့သူတို့ကဟိုနောက်2နှစ်3နှစ်ကိုရည်ရွယ်ပြီးတော့ဟိုစာလားမရှိနေထားမျိုးဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးကိုရည်ရွယ်ပြီးတော့သူတို့ကအပြောင်းလဲတွေဒါအားလုပ်လိုက်လို့လည်းဖြစ်နိုင်တယ်ပေါ့ဒီလိုမျိုးဖြစ်သွားတာတော့လေအဲ့လိုလည်းကျွန်တော်ယူဆတယ်ဟုတ်ကဲ့ဟုတ်ဆိုတော့ကျွန်တော်တို့ဒါဒီတစ်ပတ်ပေါ့နော်ဒါပွဲအပါဝင်တချို့အကြောင်းအရာလေးတွေကိုဆွေးနွေးခဲ့တာဒါ9ဝက်ဝင်ကျင်လောက်ရှိပြီဆိုတော့ကျွန်တော်တို့ဒီ season လေးကိုဒီမှာပဲဒါရနာကျင်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူပါဝင်ဆွေးနွေးပေးခဲ့တဲ့ကိုအင်းတို့ဒါကျေးဇူးအများကြီးတင်တယ်ဆိုတော့လာကြည့်ပေးကြတဲ့ညီကိုတွေအားလုံးကိုလည်းဒါကျေးဇူးတင်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ရဲ့ဒါ YouTube channel လေးဖြစ်တဲ့ကိုအင်းတို့ရဲ့ ANO ဆိုတဲ့ဒါ YouTube channel လေးကိုလည်းတစ်ချက်လောက်ဒါlike and subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ကျွန်တော်ရဲ့ဒါ YouTube channel ကိုလည်းlike and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်လို့ပဲဒါပြောရင်းနဲ့နှုတ်ခွန်းဆက်သကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်